လေးတွေကိုလည်းမပေးခဲ့ဘူးနေနေတလောက်ထိဖြစ်ကြလိမ့်မယ်လို့လည်းမတွေးခဲ့ဘူးအခုတော့ညကကြတဲ့ဖန်ဟုံးမစုံနိုင်လေတော့ဘူးကိုယ်ပိုင်ပျော်ရွှင်မှုဖန်တီးပြီးကြားစီတာနေတော့သူမင်းဖေးတဲ့မတရားတွေသိမ်းထားတဲ့မုန်းတရားတစ်ခုယနေ့ခုလုံးစုပ်ပြတ်ပြီးကြံခဲ့လေငမမုန်းဘူး